ကမ္ဘာစီးပွားရေးလောကဟာအချိန်နဲ့အမျှပြောင်းလဲနေပါတယ်2026ခုနှစ်ဧပြီလရဲ့နောက်ဆုံးစည်းရင်းတွေအရကမ္ဘာချမ်းသာဆုံးပုဂ္ဂိုလ်9ဦးဟာဘယ်သူတွေဖြစ်မလဲသူတို့ရဲ့ကြွယ်ဝမှုတွေကဘယ်လောက်တောင်ရှိနေပြီလဲဆိုတာကြည့်လိုက်ရအောင်နံပါတ်9နေရာကတော့ Meta ရဲ့ CEO Mark Zuckerberg ပဲဖြစ်ပါတယ်သူရဲ့ခန့်မှန်းခြေကြွယ်ဝမှုဟာဒေါ်လာ239ဘီလီယံရှိပါတယ် Metaverse နဲ့ AI နည်းပညာတွေမှာအကြီးအကျယ်ရင်းနှီးမြှုပ်နှံမှုတွေကိုသူကလှုပ်ဆောင်ထားပါတယ်နံပါတ်4ကတော့ Google ရဲ့ co-founder တူဖြစ်တဲ့ Sergey Brin ပါအခုဆိုရင်သူ့ရဲ့ပိုင်ဆိုင်မှုတွေဟာဒေါ်လာ266ဘီလီယံဝန်းကျင်မှာရှိနေပါတယ်။ Alphabet ရဲ့ share တန်ဖိုးမြင့်တက်လာမှုကသူ့ကိုဒီဈေးထဲရောက်ရှိစေခဲ့တာပဲဖြစ်ပါတယ်။နံပါတ်3ကတော့ Amazon ရဲ့ဖခင်ကြီး Jeff Bezos ရှိနေပါတယ်။သူ့ရဲ့ပိုင်ဆိုင်မှုဟာဒေါ်လာ269ဘီလီယံခန့်ရှိပြီး Amazon အပြင် Blue Origin လို့အာကာသလုပ်ငန်းတွေကနေလည်းသူ့ရဲ့ကြွယ်ဝမှုတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်စေပါ။နံပါတ်2နေရာမှာကတော့ Google ရဲ့နောက်ထပ် co-founder တူဖြစ်တဲ့ Larry Page ပါသူရဲ့ကြွယ်ဝမှုဟာဒေါ်လာ286ဘီလီယံအထိရှိလာခဲ့ပါတယ်။ AI ခရီးစည်းကြောင်းမှာ Alphabet ရဲ့ဦးဆောင်နိုင်မှုကသူ့အတွက်အကျိုးမြတ်အများကြီးဖြစ်သွင်းစေခဲ့တာဖြစ်ပါတယ်။နံပါတ်1နေရာကိုပြတ်သက်ဦးဆောင်ထားသူကတော့ Elon Musk ပါပဲ။သူရဲ့ကြွယ်ဝမှုဟာဒေါ်လာ650ဘီလီယံကနေ840ဘီလီယံကြားမှာရှိနေတယ်လို့ခန့်မှန်းကြပါတယ်။ Tesla နဲ့ SpaceX တမ်က XAI လို AI ကုမ္ပဏီအသစ်တွေရဲ့အောင်မြင်မှုကြောင့်သူ့ကိုဘယ်သူမှမလိုက်နိုင်တဲ့ပမာဏအထိရောက်ရှိသွားစေတာပါ။အဆုံးထိကြည့်ပြီးတော့တဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြရအောင်။